တော့ကျွန်တော်ကဒီ9ရက်6လ2025နေပြီးတော့ကျွန်တော်က17ရက်6လ2025ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကတော့3ရက်တည်းဆိုကျွန်တော်လည်းမတင်တော့ဘူးပေါ့နော်view တွေကလည်းကြားတယ်ဆိုတော့တင်မနေတော့ဘူးပေါ့နော်မတင်တော့ကျွန်တော်လည်း group မှာပဲတင်တယ်ပေါ့နော်group မှာပဲတင်တယ်ကျွန်တော် group ကတော့ကျွန်တော်ကတော့ပတ်စံယူတယ် group မဟုတ်ဘူးကျွန်တော်ကတော့ free group ပေါ့ဗျာနော်ကြိုက်ရင်လည်းထိုးလိုက်ပေါ့ဗျာနော်ပေါက်နေလည်းဘာမှပေးကြမလို့လို့မပေါက်တဲ့ခါကျတော့လေဒါကလည်းမတတ်နိုင်ဘူးလေဟုတ်တယ်မလားအဲ့တော့စိတ်ဝင်စားရင်လည်းထိုးပေါ့နော်မပေါက်လည်းဘာမေးချင်ဘူးကျွန်တော်မပေါက်ကျွန်တော်ခဏမထိုးလို့လည်းဘာမှဟိုပါပေါ့နော်မဖြစ်ဘူးကြိုက်နေတဲ့ဆိုရင်လာကြည့်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့တွက်နီးနဲ့ပြတာအဲ့တော့ကျွန်တော်ကတပတ်ကူမှတစ်ခါပဲပေါ့နော်ကြိုက်ကြောင်းနေကျွန်တော်ရဲ့ကတ်ကိုဝယ်လေးရတယ်မဝယ်လေးရတယ်ပေါ့နော်အဲ့တော့ငိုလေးဘာမှဖြစ်ပါဘူးအဲ့တော့ကျွန်တော်ကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ကျွန်တော်ကဘိုးတပူးမကြော်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့ခဏကတော့ကျွန်တော်3လုံးပြောင်းမယ်လို့ထင်ခဲ့တော့ညာလဲကျွန်တော်2လုံးပြောင်းသွားတယ်အဲ့တော့ကျွန်တော်တော်ကီကဖုတ်နေတာများသွားတယ်ဆိုတော့ကျွန်တော်ဘိုးတပူးမကြော်ဘူးကျွန်တော်ကပတ်တီးပေါ့နော်9-3ညာပတ်တီးအဲ့တော့9-3ညာပတ်တီးကမေးစုလို့နေနဲ့9ကိုပဲပတ်3ညာကိုပဲပတ်ပေါ့နော်အဲ့တော့ပတ်ရှင်အောင်ပတ်ပေါ့နော်ကျွန်တော်ကတော့ထွက်တယ်လို့ပဲပြောအောင်ပါအဲ့တော့ break အနေနဲ့ကကျွန်တော်က381 break တစ်လုံးပေါ့နော်381 break တစ်လုံးပေါ့နော်381 3လုံးလုံး break 3လုံးလုံးလိုက်ရမယ်လို့မဆိုလို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပြီးခဲ့တဲ့ break ကလည်းကျွန်တော်စောစောစီးစီးပဲပေါ့နော်ကျွန်တော်တို့အောင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ381မှာမေးစုကဒါဒီ break ကိုကန်ပြီးဆိုတဲ့ဟိုဟာတွက်တဲ့သူကများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ381 break ကိုမေးစုလို့အနေနဲ့ကြိုင်းနဲ့တက်တဲ့ break တစ်လုံးကိုထိုးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့3 break ကိုပူကြိုက်တယ်ပေါ့နော်3 break နဲ့1 break ကိုပူကြိုက်အဲ့တော့ကျွန်တော်တို့ဒါ break နဲ့ကျွန်တော်ပတ်တီးနေတော့ကျွန်တော်ကကျွန်တော်ဂိုးရန်ထွက်ရင်မှလည်းမတင်တော့ဘူးဗျာကျွန်တော်လည်းပြင်းတာလည်းမတင်တော့ဘူးတင်လဲပေါ့နော် view ကကျတယ်ဗျာကျတော့မတင်တော့ဘူးဗျာအဲ့တော့ဟိုဘောတော့ကျွန်တော်တို့ဒါကျွန်တော်ဘုဒ္ဓဘူးမကြော်အတွက်ကိုကျွန်တော်ကဒီလိုလေးပေးလိုက်တယ်ပေါ့နော်အဲ့တော့ဘုဒ္ဓဘူးကြောင့်ပေးပြီးတဲ့ပြင်ကျွန်တော်အဖွင့်လေးကိုကျွန်တော်ကတရက်စာကိုကျွန်တော်တို့ကတွက်မယ်ပေါ့ဗျာကျွန်တော်ကတွက်နည်းနဲ့ပြတာဆိုတော့ကျွန်တော်တွက်ဟေးဆိုတော့ကျွန်တော်တွက်လေးနဲ့အခုလိုမျိုးလေးခြာထားလိုက်တယ်ခြာထားလိုက်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ထုံးစံအတိုင်းပဲကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့က6ရက်3ရက်9ရက်ကိုကျွန်တော်တို့ကပေါင်းလိုက်တဲ့အခါမှာ8ရတယ်ပေါ့အဲ့တော့3လုံးပေါင်းချင်း8ရတာကကျွန်တော်တို့9ရက်8ရက်1ရက်ပေါင်းချင်းကလည်းကျွန်တော်တို့9ဖြစ်တယ်ပေါ့နော်8ဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်အဲ့လိုနီးလေးတွေနဲ့ကျွန်တော်group မှာTelegram Viber group မှာအဲ့လိုမျိုးလေးတွေတင်နေသွားတာဗျနော်အဲ့တော့ဒါကြိုက်ရင်လည်းထိုးလိုက်ပေါ့ဒါမှလည်းမိတ်ဆွေတို့ကသိမယ်ပေါ့နော်တကွက်ကောင်းတော့တကွက်ကောင်းပေါ့ဘယ်လိုတကွက်ကောင်းလဲဆိုတာမိတ်ဆွေတို့ကကျွန်တော်တွက်နီးနဲ့ပြတယ်တွက်နီးမလိုက်ရင်မထိုးနဲ့ပေါ့ဗျာနော်တွက်တာဆိုတာကလည်းဘူးတော့တော့တွက်တိုင်းလည်းပေးတိုင်းလည်းဘလို့ကနန်းကတော့မှန်မှာမဟုတ်ဘူးပေါ့နော်ကနန်းလည်းမိတ်ဆွေတို့တွေ့မြင်ရသူပဲထွက်နေတာလည်းဘယုတ်ဒုက္ခတွက်ရတာတော်တော်တွက်ယူရတယ်ကျွန်တော်နောက်တစ်ပြင်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်က181ကို3လုံးပေါင်းချင်းလို့ရှိရင်ကျွန်တော်က10ပေါ့အဲ့လို3လုံးပေါင်းချင်း10ရတာကျွန်တော်တို့က996 3လုံးပေါင်းချင်းနဲ့10ပေါ့ဗျာကျွန်တော်ကဒီအဖွင့်လေးပေါ့ဒါအပိတ်ဖြစ်သွားတယ်ဗျာထိတ်ကြီးတွက်ရမှာပေါ့နော်အဲ့တော့ကျွန်တော်က3ခွန်ကိုကျွန်တော်ကပေါင်းတော့3ပေါ့နော်အဲ့လို3လုံးပေါင်းချင်း3ရတာကကျွန်တော်ကဒီမှာပေါ့နော်3ညနဲ့9နဲ့ပေါင်းချင်းက9ပေါ့နော်အဲ့တော့ကျွန်တော်က3ပြည့်ရှင်တော့ပါလေဆိုကျွန်တော်8ထည့်လိုက်တယ်ဒါကြောင့်မလို့12နာရီခဏ8ပိတ်ပေါ့ဗျာ8ပိတ်ဆိုတော့ကျွန်တော်နောက်ပြီးတော့ကျွန်တော်ကထိတ်စီးကိုတွက်မယ်ပေါ့ထိတ်စီးကိုတွက်တဲ့အခါမှာလည်းကျွန်တော်တို့ခုလိုပဲပေါ့နော်ခွန်6ပေါ့နော်3လုံးပေါင်းချင်းကျွန်တော်တို့က10ပေါ့ဗျာ3လုံးပေါင်းချင်း10ဆိုတော့ကျွန်တော်ကဒီမှာ931ပေါင်းချင်းကလည်း10ပေါ့အဲ့တော့941 3လုံးပေါင်းချင်းကလည်းကျွန်တော်တို့က10အခုလိုမျိုး9နှစ်3လုံးပေါင်းချင်းကလည်း10ပေါ့ဗျာဒီမှာကကျွန်တော်တို့က933ပေါ့နော်ပေါင်းချင်းက2ပေါ့နော်အဲ့တော့ကျွန်တော်ဆိုတော့7ပေါ့ဗျာ7တွေပါတွေကိုကျွန်တော်တို့ကအဲ့လိုမျိုးကြီးကျွန်တော်တို့ကမယူဘူးဗျဒါပေမဲ့ sorry ဗျာနော်ကျွန်တော်တို့က7ပေါ့ဗျာ7ဆိုရင်1ပဲယူရပေါ့နော်ဒါတွက်ပုံတွက်နည်းကိုပြောပြတယ်အဲ့တော့တွက်ပုံတွက်နည်းကတော့ကျွန်တော်တို့အမျိုးစုံတွက်တယ်ဗျမျိုးစုံတွက်တယ်တစ်ခါလေး formula လဲသုံးတယ်ကျွန်တော်က pattern လဲသုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလဲ group မှာတော့ကျွန်တော်မျိုးစုံပြတယ်ပေါ့နော်ပြတယ်ခုနကပြောသလိုပေါ့နော်ကျွန်တော်တို့ကနန်းလည်းကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကလည်းကျွန်တော်တို့ကဘာလဲဆိုပြီးကန်ဒီလေးတွေမှာကိုဒီကနန်းကက်ပြီးခံလိုက်ရတာပေါ့နော်ပြောမှဆိုတော့မမှန်ဘူးလို့ပဲပြောမှာပေါ့ဗျာကျွန်တော်ကဒီမှာလဲ3ခွန်နေရဆိုကျွန်တော်35ပြီးလိုက်တယ်ပေါ့တပေါက်တည်းအဲ့တော့35နဲ့ပြီးလားဆိုတော့3ခွန်နဲ့ပြီးသွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ကအခုဒီမှာဆိုလို့ရှိရင်933ကိုပေါင်းတော့ကျွန်တော်တို့ကပါလဲဆိုတော့1ရတယ်ဗျာအဲ့လို3လုံးပေါင်းချင်း1ရတာကကျွန်တော်ဒီမှာ4နဲ့5နဲ့ပေါင်းချင်းက9ပေါ့နော်ကျွန်တော်9ဆိုတော့ကျွန်တော်က1ဖြစ်ရှင်တော့ကျွန်တော်က2ထည့်လိုက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကပါလဲဆိုတော့2ထိပ်နဲ့10ပိတ်နဲ့ပေါ့ဗျာဒီ2ထိပ်နဲ့10ပိတ်နဲ့ကိုကျွန်တော်ကဒီမှာပေါ့နော်ဒီအဲ့ဒီကနန်းပါလဲဆိုတော့ပေါ့နော်သူက main ဖြစ်သွားတာပေါ့ဗျာဒါကောင်
နေ့ရှက်က main ဖြစ်သွားတယ်အကျန်တာကတော့ထုံးစံတိုင်းကျွန်တော်တို့ကဘာလဲဆိုတော့ power တွေ naked တွေယူပြီးတော့ကျွန်တော်အရန်ကိုပေးလိုက်တယ်ပေါ့ဗျာအဲ့တော့ဒါကဘာလဲဆိုတော့ကျွန်တော်ကတွက်နီးနဲ့ပြတာစိတ်ဝင်စားတယ်ဆိုရင်လည်းထိုးပေါ့ဗျာစိတ်ဝင်စားရင်လည်းမထိုးနဲ့ပေါ့နော်ဟို9%နဲ့9ပဲဗျာနော်အဲ့တော့ဒီလောက်ဆိုရင်မိတ်ဆွေတို့တက်တည်နားလိုက်မယ်လို့ကျွန်တော်ထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုဒီမှာလည်းနားလိုက်မယ်အဲ့တော့အခုမှကျွန်တော်ရဲ့ channel ကိုလာရောက်လဲပတ်တဲ့သူဆိုရင်လည်းကျွန်တော်တို့တစ်ခါတလေမှကျွန်တော်တို့တွေ့ရတဲ့ကျွန်တော်တို့ရဲ့ချက်ပေါင်း channel လေးကို like and subscribe လုပ်လို့လည်းရပါတယ်မလုပ်ရှင်လည်းမလုပ်ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်